ကျွန်တော်တို့ဒီကနေ့2009ခုနှစ်ဒီဇင်ဘာလ16ရက်တနင်္ဂနွေနေ့မန္တလေးမြို့အနောက်ကျုံလန်းဓမ္မဗိမာန်တော်မှာ29ကြိမ်မြောက်ဥရဒေသနာသင်တန်းရဲ့4ရက်မြောက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့အခုလေ့လာသင်ကြားနေတဲ့အကြောင်းအရာများကသိထားတဲ့အတိုင်းကျွန်တော်တို့ဤခန္ဓာကိုယ်နှင့်ပတ်သက်သောသိသင်သိတိုက်သည့်အခြေခံတဘာဝတရားများနော်အခြေခံတဘာဝတရားတွေကိုသိအောင်နားလည်အောင်ဘုရားရှင်ကသင်ကြားပေးခဲ့အဲ့ဒီမှာတဲ့ကျွန်တော်တို့သဘောပေါက်နားလည်ရမယ့်အချက်ကဒီတဘာဝတရားတွေကိုတဲ့လေ့ကျင့်နေတာနားလည်အောင်သင်ယူနေတာဒါဟာဒီတရားများကိုရှုမှတ်ဖို့ပွားများဖို့သင်ယူနေတာဆိုတာကျွန်တော်တို့သိပါတယ်အဲ့ဒီမှာတဲ့သေသေးချာချာနှလုံးသွင်းရစဉ်းကျင်ရမယ့်အချက်ကတဲ့ဒီခန္ဓာကိုယ်နှင့်ပတ်သက်သည့်အကြောင်းအရာများကိုသိအောင်နားလည်အောင်ဘုရားရှင်ကသင်ပေးတာသင်ပေးတဲ့အခါဒီသင်ပေးတဲ့ပညာရပ်နော်ဒီပညာရပ်ပေါ်မှာအခြေပြုပြီးတော့ရှုမှတ်ပွားများတဲ့အလုပ်ကိုကာယ ानु ပတနာနော်အဲ့ဒီကာယ ानु ပတနာကိုမိမိတို့ရဲ့စိတ်မှာရှိနေတဲ့သတိအားဝိရိယအားနဲ့ရှုမှတ်ဖို့ပွားများဖို့သင်ကြားပေးတာဖြစ်ပါတယ်သို့တော့ဒီပညာရပ်ဟာဒီလိုကမ္မထန်တရားများပွားများအားထုတ်မှုတက်တာမဟုတ်ပါဒီအကြောင်းအရာတွေဟာမိမိရဲ့ခန္ဓာကိုယ်အကြောင်းကိုသဘာဝကြနော်သိရှိနားလည်လာတဲ့အခါမိမိခန္ဓာကိုယ်ကိုစောင့်ရှောက်ဖို့ထိမ့်သိမ်းဖို့ဤပညာကျမ်းမာဖို့ကိစ္စဒီအကြောင်းအရာတွေကိုနားလည်လာရင်ခန္ဓာကိုယ်ကိုကျမ်းညမ်းမာနေနိုင်အောင်ကျွန်တော်တို့ဒီပညာများကနော်ကာယ ानु ပတနာပညာကအထောက်အကူပြုပါတယ်နော်အဲ့တော့အဲ့ဒီအကြောင်းအရာတွေဟာတဲ့လွန်ခဲ့သောနှစ်ပေါင်း2500ကျော်2600နီးပါးကဘုရားရှင်ကဒီလူတွေကိုပတ်ဝန်းကျင်မှာရှိနေတဲ့ပုဂ္ဂိုလ်တွေကိုသင်ကြားပေးတာသင်ကြားပြီးတော့ဒီတဘာဝနဲ့ပတ်သက်တဲ့ပညာတွေကိုသေသေးချာချာနားလည်နိုင်အောင်သင်ကြားပြီးတော့ဒီပညာရကြီးဟာနှစ်ပေါင်း2500ကျော်အထိရောက်ရှိလာပြီအဲ့ဒီမှာသဘောပေါက်ရမယ့်အကြောင်းအရာကဒီခန္ဓာကိုယ်အကြောင်းအရာကိုဒီခေတ်မှာရှိနေတဲ့ပညာရပ်တွေအမျိုးမျိုးအဲ့ဒီပညာရပ်တွေထဲမှာသိပညာများကိုသင်ယူမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုသင်ရပါတယ်ခန္ဓာဗေဒပညာလို့ခေါ်ပါတယ်ဒီခန္ဓာဗေဒပညာဟာဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုသိသိချာချာတဘာဝကြသင်ကြားပေးတဲ့ပညာဖြစ်တယ်အဲ့ဒီမှာဒီကာယ ानु ပတနာပညာဆိုတာလည်းပဲဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုစနစ်တကျတဘာဝကြသင်ပေးတဲ့ပညာဖြစ်တယ်အဲ့တော့ပညာရနှစ်ခုမှာတဘာဝယူပက်ခန္ဓာခေါ်သောကိုယ်ကာယဤတဘာဝကိုသင်ကြားတဲ့အကြောင်းအရာနှစ်ခုနော်အချိန်ကာလအားဖြင့်နှစ်ပေါင်း2500ကျော်ကသင်ပေးတဲ့ပညာအခုခေတ်ပညာဖြစ်တဲ့ခန္ဓာဗေဒပညာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်ကမှနော်စနစ်နဲ့ဒီပညာရပ်ကိုသင်နိုင်လေ့ကျင့်နိုင်တဲ့အဆင့်ကိုရောက်ပါတယ်နော်အဲ့ဒီတော့ကျွန်တော်တို့သိရှိထားရမယ့်အကြောင်းအရာကဟောဒီခန္ဓာဗေဒပညာကိုသင်ယူကြတဲ့သိကြောင်းကပုဂ္ဂိုလ်တွေဟာခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ယောဂများကိုကာကွယ်နိုင်ဖို့ကုသနိုင်ဖို့နော်ခန္ဓာကိုယ်အကြောင်းကိုသိမှခန္ဓာကိုယ်ကိုထိမ့်သိမ်းစောင့်ရှောက်နိုင်မယ်ထို့အတူပဲဒီဒေသနာမှာပါတဲ့နော်ခ
ခန္ဓာနှင့်ပတ်သက်သည့်အကြောင်းအရာများကာယဆိုတဲ့ခန္ဓာကိုယ်အဲ့ဒီခန္ဓာကိုယ်ကိုတဲ့စနစ်တကျလေ့လာတဲ့ပညာအဲ့တော့ဒီပညာဟာတဲ့နော်ဒီစေပညာကိုသင်တဲ့ပုဂ္ဂိုလ်တွေအသုံးချပြီးတကယ်ဆိုကျွန်တော်တို့လည်းပဲတဲ့ဒီပညာရပ်များကိုစနစ်တကျသိရှိနားလည်ထားရင်မိမိခန္ဓာကိုယ်အတွက်အကျိုးရှိအောင်အသုံးလည်းပြုနိုင်ပါတယ်တဲ့နော်တရားဘာဝနာအဖြစ်နဲ့လဲရှုမှတ်ပွားများနိုင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့လေ့လာထားတဲ့ထဲမှာအခုလေနဲ့ပတ်သက်လို့ခန္ဓာကိုယ်ကြီးကိုထောက်ပံ့နေတဲ့လေအကြောင်းထိုက်တဲ့နေအားလျော်စွာကျွန်တော်တို့စဉ်းစားမိစဉ်းစားတဲ့အခါမှာသဘာဝတရားဖြစ်သောလေဆိုတာကိုသိသိချာချာတဲ့နားလေအောင်သဘောပေါက်အောင်စဉ်းစားရပါတယ်လေရဲ့အကြောင်းကိုသိပြီးတော့မှဒီလေဟာမိမိတို့ရဲ့ခန္ဓာကိုယ်ကိုဘယ်ပုံဘယ်နည်းထောက်ပံ့နေတယ်ဆိုတဲ့အကြောင်းကိုနှလုံးသွင်းရဆင်ញင်ရစဉ်းစားရပါတယ်တဲ့အဲ့ဒီလိုလေဓာတ်6မျိုးအနေနဲ့ခန္ဓာကိုယ်အတွင်းမှာအလုတ်တွေလုံနေတာတဲ့နော်ဒါကိုသိပါပြီအဲ့တော့ကျွန်တော်တို့ဒီတစ်မျိုးကိုသင်တယ်ဆိုတာဟာသဘာဝတရားကိုနှလုံးသွင်းနိုင်ဖို့လောက်သာကြိုးစားရတာအကျက်တဝင့်သိဖို့လည်းပဲတဲ့ကျွန်တော်တို့ပညာရကြီးတွေဖြစ်နေရှိတော်လဲကျွန်တော်တို့လိုအပ်ချက်ကလေးကိုပဲနော်ဖြည့်ဆည်းနိုင်အောင်သင်နေတာတဲ့နော်အဲ့တော့အဲ့ဒီလိုလေသဘောနဲ့ရှိနေတဲ့ဒီ6မျိုးခန္ဓာကိုယ်ကိုသူ့နေရာနဲ့သူ့အလုပ်ထောက်ပံ့နေတာကိုသိပါတယ်ထို့အတူပဲတဲ့အยีသဘောနဲ့ရှိနေတဲ့နော်ကုဋ္ဌာတာတွေအยีသဘောနဲ့ရှိတဲ့ကုဋ္ဌာတာပေါင်း12မျိုးရှိတယ်12မျိုးဖော်ပြထားတယ်ပေါ့နော်အဲ့ဒီဖော်ပြထားတဲ့12မျိုးတွေမှာသွေးဆိုသောအยีဓာတ်သည်ခန္ဓာကိုယ်မှာထင်ရှားရှိပါတယ်နော်အဲ့ဒီသွေးဆိုတဲ့အยีဓာတ်နော်မိမိခန္ဓာကိုယ်အတွက်အထောက်ပံ့ပေးနေတာအလုံးလုံးနေတာကိုလည်းပဲပညာရတစ်ခုအနေနဲ့သိဖို့နားလည်ဖို့လိုပါတယ်နော်အဲ့တော့အဲ့ဒီသွေးများနော်ခန္ဓာကိုယ်တစ်ခုလုံးမှာဘယ်နေရာဖြစ်ဖြစ်အကလေးနဲ့ထိုးလိုက်လို့ရှိရင်သွေးထွက်လာတာတွေ့ရတယ်ဟုတ်ကဲ့အဲ့ဒီသွေးဟာခန္ဓာကိုယ်တစ်ခုလုံးမှာပြန့်နှံ့တည်ရှိနေတယ်ဆိုတာကိုတော့သိပါတယ်နော်အဲ့ဒီသွေးခန္ဓာကိုယ်တစ်ခုလုံးပြန့်နှံ့တည်ရှိနေတဲ့သဘောသူပဲပုံပဲနီးတည်ရှိနေတယ်သွေးဆိုတဲ့သွေးဟာဘယ်လိုခန္ဓာကိုယ်ကိုထောက်ပံ့နေတယ်ဘယ်လိုပြန့်နှံ့အောင်ထောက်ပံ့နေပြန့်နှံ့အောင်သွားလာနိုင်အောင်စီးအောင်လုပ်ပေးနေတယ်ဆိုတဲ့ဟာကပညာရကြီးတစ်ခုပါတဲ့နော်အဲ့ဒီလိုသွေးများလှက်ပတ်နေတယ်တဲ့နော်လှက်ပတ်နေတယ်ဆိုတဲ့စကားနော်သွေးဟာခန္ဓာကိုယ်အတွင်းမှာလှက်ပတ်စီးဆင်းသွားလာနေတယ်ဆိုတဲ့သဘောကိုတဲ့ကျွန်တော်တို့သိအောင်နဲ့နားလည်အောင်ဒီပညာရပ်ကိုသင်ယူပါတယ်တဲ့သွေးဆိုတာဟာအยีဓာတ်ဖြစ်တယ်အยีဓာတ်ရဲ့သဘောဟာစီးဆင်းနိုင်တဲ့သဘောရှိတယ်နော်အဲ့ဒီစီးဆင်းနိုင်တဲ့သဘောရှိတဲ့အတိုင်းသွေးဟာလည်းပဲခန္ဓာကိုယ်တွင်းကိုစီးဆင်းသွားလာနေတယ်နော်အဲ့ဒီသွေးစီးဆင်းသွားလာနိုင်အောင်တဲ့သွေးကိုနော်ပို့ပေးနေတဲ့စက်နော်အဲ့ဒီစက်ကကျွန်တော်တို့သိပါတယ်နှလုံးဆိုသောနော်ကရိယာပစ္စည်းဟာသွေးများလက်ပတ်သွားလာအောင်ဆောင်ရွက်နေတဲ့ကရိယာတစ်ခုဖြစ်ပါတယ်ကုဋ္ဌာတတစ်ခုဖြစ်တယ်လို့လည်းကျွန်တော်တို့ပြောပါတယ်နော်အဲ့တော့အဲ့ဒီသွေးတွေတဲ့လက်ပတ်သွားလာနေတဲ့အကြောင်းအရာကို
လေ့လာတဲ့အခါတဲ့ကျွန်တော်တို့ရဲ့ယင်ထဲမှာနော်ယင်ထဲမှာရှိနေတဲ့ကုဋ္ဌာတနှစ်ခုအကြီးနှစ်ခုဒီလေများသွားလာအောင်ဆောင်ရွက်ပေးနေတာကအဆုပ်ကိုယ်များသွားလာအောင်ဆောင်ရွက်ပေးနေတာကနှလုံးနော်အဲ့ဒီနှလုံးနဲ့အဆုပ်တို့ရင်ကောင်းအတွင်မှာအလုတ်လုံနေကြတာတဲ့နော်အဲ့ဒီအလုတ်လုံနေတဲ့သဘောတဘာဝကိုသိအောင်နားလည်အောင်သင်ញင်ရပါတယ်စဉ်းစားရပါတယ်နော်အဲ့တော့ကျွန်တော်တို့သိတဲ့အချက်ကကျွန်တော်တို့ရဲ့ရင်ဘတ်ကိုစမ်းကြည့်ရင်ဒီနှလုံးလေးခုံးနေတဲ့အကြောင်းကိုသိပါတယ်အခုခေတ်ပို၍သင်ရှားအောင်ငကြက်နဲ့နားထောင်လိုက်ရင်နှလုံးလေးရက်မှန်မှန်ခုံးနေတာကိုကြားရသိရပါတယ်နော်အဲ့ဒီသဘောတဘာဝတွေမျက်စိနှင့်မမြင်ရတော့လေအခုခေတ်မှာတဲ့ပညာရက်တွေထွန်းကားလာတော့ဒီနှလုံးနဲ့ပတ်သက်တဲ့အကြောင်းကိုမြင်နိုင်သိနိုင်အောင်ရိုက်ကူးထားတဲ့ဗီဒီယိုတွေရှိပါတယ်ဒီခန္ဓာကိုယ်အတွင်းလှက်ပတ်သွားလာနေတဲ့သွေးများလှက်ပတ်ပုံသွားလာပုံအကြောင်းကိုရိုက်ကူးထားတဲ့ဗီဒီယိုကားတွေရှိပါတယ်ဒါတွေကိုကြည့်ရမြင်ရလို့ရှိရင်ပို့ပြီးတော့လေသဘောပေါက်ပါတယ်နော်အဲ့ဒီမှာတဲ့သဘောပေါက်နားလည်ရမယ်အချက်တွေထဲမှာအခြေခံအားဖြင့်ဒီနှလုံးလေးဟာရက်မှန်မှန်ခုံးနေတယ်ဆိုတာနှလုံးထဲကရှိတဲ့သွေးကိုရက်မှန်မှန်ညှစ်ပြီးတော့ထုတ်ပေးနေတာတဲ့နော်အဲ့ဒီမှာနှလုံးနဲ့ဆက်သွယ်ထားတဲ့သွေးကြောကြီးတွေရှိတယ်အဲ့ဒီသွေးကြောကြီးတွေကနေပြီးတော့မှသွေးကြောငယ်သွေးမြင်ကြောအဲ့လိုတဖြည်းဖြည်းအကြောတွေကသွေးကြောတွေကသေးသွားတယ်နော်အဲ့ဒီသေးသွားတဲ့သွေးမြင်ကြောလေးတွေကခန္ဓာကိုယ်တစ်ခုလုံးမှာပြန့်နှံ့တည်ရှိနေပါတယ်နော်အဲ့တော့အဲ့ဒီသွေးကြောတွေထဲမှာသွေးများစီးဆင်းသွားလာနိုင်အောင်ဆောင်ရွက်ပေးနေတာကအဓိကနှလုံးနော်နှလုံးကရက်မှန်မှန်ညှစ်ပြီးတော့ထုတ်ပေးနေလို့သွေးများဟာခန္ဓာကိုယ်တွင်လက်ပတ်သွားလာနေတာသိရပါတယ်တဲ့နော်အဲဒီတော့အဲ့ဒီသွေးများခန္ဓာကိုယ်အတွင်းကိုပြန့်နှံ့သွားအောင်နှလုံးကညှစ်ပြီးတော့ထုတ်ပေးနေလို့သွေးကြောတွေထဲမှာသွေးတွေကစီးသွားနေတာအမှန်ပဲအဲ့ဒီစီးသွားနေတဲ့သွေးတွေဟာခန္ဓာကိုယ်မှာရှိနေတဲ့ဒီကုဋ္ဌာတတွေလိုအပ်ချက်ကိုဖြည့်ဆည်းပေးပါလေနော်အဲ့ဒီမှာတဲ့တဘာဝတရားတွေအလုံးလုံးပုံသေးချာနှလုံးသွင်းရမယ်အချက်ခန္ဓာကိုယ်ကြီးတစ်ခုလုံးတည်ဆောက်ထားတဲ့ဒီကုဋ္ဌာတတွေအဲ့ဒီကုဋ္ဌာတဆိုတဲ့အဆောက်အဦဒီအဖွဲ့အစည်းတွေဟာနှလုံးပဲဖြစ်ဖြစ်အဆုပ်ပဲဖြစ်ဖြစ်အသားပဲဖြစ်ဖြစ်အယိုးပဲဖြစ်ဖြစ်တဲ့သူတို့ဟာတဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ပစ္စည်းတွေဖွဲ့စည်းတည်ဆောက်ထားတဲ့အခြေခံပစ္စည်းအဲ့ဒီအခြေခံပစ္စည်းလေးတွေကိုတဲ့ကျွန်တော်တို့ပါဠိစကားကကလာပလို့ခေါ်ပါတယ်နော်ဒီအခုခေတ်စကားကတော့ဖြစ်ရင်တဲ့ cell လို့ခေါ်ပါတယ်နော်အဲ့ဒီ cell လို့ခေါ်တဲ့ပစ္စည်းတွေနော်ကျွန်တော်တို့ကလာပဆိုတာကပါဠိစကားမြန်မာလိုတော့အခုလိုခေါ်တာကကလတ်စီလို့ခေါ်ပါတယ်အဲ့ဒီကလတ်စီလေးတွေခန္ဓာကိုယ်တစ်ခုလုံးရှိနေတဲ့ကုဋ္ဌာတတွေအတွက်သူတို့ကအခြေခံဖြစ်နေစုပေါင်းဖွဲ့စည်းထားတာအဲ့ဒီကလတ်စီတွေနဲ့ပတ်သက်တဲ့အကြောင်းကိုတ
တဲ့နောက်သူတို့အကြောင်းကိုသိသိချာချာပြောပါမယ်အခုကတော့ဟောဒီကလစီလေးတွေတစ်ခုစီရဲ့လိုအပ်ချက်ကလစီတွေရဲ့လိုအပ်ချက်ကကလစီများရှင်းတန်ဖို့အတွက်အာဟာရဓာတ်လိုပါတယ်နော်ကလစီများရှင်းတန်ဖို့အတွက်အာဟာရဓာတ်လိုပါတယ်အဲ့ဒီအာဟာရဓာတ်ရည်နော်အာဟာရကဓာတ်ရည်ဖြစ်နေရှိတယ်အဲ့ဒီအာဟာရဓာတ်ရည်ကိုသွေးကတည်ဆောင်ပေးတယ်နော်အာဟာရဓာတ်ရည်ကိုသွေးကတည်ဆောင်ပေးပါတယ်နော်သွေးကတည်ဆောင်ပေးလို့ကလစီလေးတွေကအာဟာရဓာတ်ရပါတယ်အာဟာရဓာတ်ရလို့ရှင်းနေတယ်နော်အဲ့တော့အဲ့ဒီမှာတဲ့တဘာဝတရားကိုလေ့လာတဲ့အခါသွေးဆိုတော့သွေးမှာကိုရာတဲ့နော်သွေးထဲမှာလည်းပဲဒီလိုကလစီလေးတွေပါတယ်အဲ့တော့သွေးမှာအရည်အဖြစ်နှင့်တည်ရှိသောအရည်ဓာတ်ကလစီအဖြစ်နှင့်ပါဝင်နေသောကလစီလေးတွေဆဲလေးတွေနှစ်မျိုးနော်ကလစီနဲ့သွေးအရည်ကြီးနဲ့နှစ်မျိုးအဲ့ဒီကလစီလေးတွေထဲမှာတဲ့အနီရောင်အဖြစ်နဲ့ရှိတဲ့သွေးနီဥလို့ခေါ်လိုက်သွေးနီဥလေးတွေဟုတ်ကဲ့လားအဲ့ဒီသွေးနီဥလေးတွေဟာတဲ့အခုရှူသွင်းလိုက်တဲ့လေထဲမှာပါတဲ့အောက်ဆီဂျင်ဓာတ်ကိုတဲ့သွေးနီဥလေးတွေကယူပါတယ်ယူပြီးတော့မှဒီခန္ဓာကိုယ်အတွင်းကရှိနေတဲ့ကလစီတွေလိုအပ်ချက်ဖြစ်သောလေဓာတ်အောက်ဆီဂျင်ဓာတ်ကိုပို့ပေးပါတယ်အဲ့တော့သွေးကပို့ပေးတဲ့ဟာမှာအာဟာရဓာတ်ရည်ကိုလည်းပဲပေးပါတယ်လေတွေကပါတဲ့အောက်ဆီဂျင်ခေါ်တဲ့လေဓာတ်ကိုလည်းပဲဒီသွေးနီဥလေးတွေကတည်ဆောင်ပေးပါတယ်ဟုတ်ကဲ့အဲ့ဒီအလုပ်တွေကိုတဲ့စင်ဆက်မပြတ်ခန္ဓာကိုယ်မှာရှိနေတဲ့သွေးနဲ့လေတို့ပြန့်နှံ့ပြီးတော့သွားလာဆောင်ရွက်နေတာအဲ့ဒီတဘာဝတွေကိုတဲ့ကျွန်တော်တို့ထိုက်တဲ့ဒီအားလျော်စွာသိထားဖို့လိုပါတယ်တဲ့နော်အဲ့တော့ဒီကလစီတွေနဲ့ပတ်သက်လို့ပေါ့လေကလစီဟာအမျိုးအမည်အားဖြင့်ကလစီအမျိုးပေါင်း200ကျော်ရှိတယ်နော်ကလစီအမျိုးပေါင်း200ကျော်ရှိတယ်နော်အဲ့ဒါတွေကဘာတွေတုံးဆိုတော့အခုပြောနေတဲ့အသားဖြစ်အောင်ဖွဲ့စည်းထားတဲ့အသားကလစီအယိုးဖြစ်အောင်ဖွဲ့စည်းထားတဲ့အယိုးကလစီသွေးဖြစ်အောင်ဖွဲ့စည်းထားတဲ့သွေးကလစီဟုတ်ကဲ့လားအဲ့ဒီလိုကလစီလေးတွေဟာတဲ့အမျိုးအားဖြင့်200ကျော်ရှိပါတယ်နော်အဲ့ဒီကလစီလေးတွေဟာတဲ့နော်ခန္ဓာကိုယ်တစ်ခုလုံးမှာသူ့ကုဋ္ဌတာနဲ့သူနော်ဒီအယိုးစုကြီးတစ်ခုလုံးဖြစ်ပေါ်လာအောင်တဲ့တိဆောက်ထားရတဲ့ကလစီတွေဟာကတိပေါင်းများစွာပါဝင်တယ်နော်အယိုးထဲမှာအယိုးစုကြီးဖြစ်အောင်တိဆောက်ထားရတဲ့ကလစီတွေဟာကတိပေါင်းများစွာပါဝင်ပါတယ်အဲ့တော့အခြားအသားဖြစ်အောင်တိဆောက်ထားတဲ့ကလစီတွေကလည်းကတိပေါင်းများစွာရှိပါတယ်နော်အရေပြားဖြစ်အောင်တိဆောက်တဲ့ကလစီတွေနော်အဲ့တော့အဲ့ဒီကလစီတွေဟာတဲ့ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးဖြစ်ဖို့အတွက်ကတိပေါင်း300ကျော်စုဝေးပြီးတော့ဖွဲ့စည်းထားလို့ယူဘက်ခန္ဓာကြီးဖြစ်နေပါတယ်နော်အဲ့ဒီအချက်ကိုတဲ့သေသေးချာချာတဲ့နှလုံးသွင်းဖို့ပါနော်ကလေး300ကျော်ဆိုတာဟာတဲ့တန်ပေါင်း1 သန်းကျော်
တန်ပေါင်းတစ်သန်းကျော်ဆိုတာအခုခေတ်စကားနဲ့ပြောရင် trillions of cells နော်အဲ့ဒီကလတ်စီးတွေဒီကလတ်စီးတစ်ခုတစ်ခုစီကိုယ်တိုင်ကတဲ့နော်ရှင်းနေတယ်ရှင်းအောင်အလုပ်လုပ်နေရတယ်သူတို့ကိုယ်တိုင်ကရှင်းနေတယ်နော်ကလတ်စီးလို့ခေါ်မယ်ရိုးမဟုတ်ဘူးကလတ်စီးတစ်ခုစီရပါဖြစ်တော့ရှင်းတန်းနေရတယ်နော်အဲ့တော့အဲ့ဒီကလတ်စီးတွေသူ့ဟာနဲ့သူတဲ့ရှင်းနေတဲ့ကလတ်စီးတွေကသူတို့အခုပြောတဲ့အဟာရဓာတ်လည်းရမှာနော်လေဓာတ်အောက်ဆီဂျင်ဓာတ်လည်းရမှာရှင်းနေနော်သူတို့ရှင်းနေတယ်ဆိုတာအထောက်အပံ့နှမျိုးလေဓာတ်ဖြစ်သောအောက်ဆီဂျင်ဓာတ်လည်းရမှာပြီးတော့အာဟာရဓာတ်လည်းရမှာရှင်းတာအဲ့ဒီလိုရကြောင်းအတွက်သွေးများကနော်ပုတ်ပေးနေပါတယ်အာဟာရဓာတ်လည်းပုတ်ပေးတယ်လေဓာတ်လည်းပုတ်ပေးတယ်အဲ့ဒီတဘာဝတရားတွေတဲ့ခန္ဓာကိုယ်မှာဟုတ်တယ်အလုတ်လုံနေမှနော်ရှင်းတာကလတ်စည်းတွေဂရေတသိန်းကျော်ရှင်းနေမှဒီခန္ဓာကိုယ်ကြီးကရှင်းတာနော်အဲ့တော့အခုသဘာဝတရားတွေရဲ့လုပ်ငန်းသဘောကိုဉာဏ်နဲ့ဆင်ခြင်ကြည့်ရင်တဲ့ဟောဒီကလတ်စည်းပေါင်းဂရေတသိန်းကျော်နော်သူတို့ရဲ့လိုအပ်ချက်ဖြစ်တဲ့အားရတော့အာဟာရဓာတ်သူတို့လိုအပ်ချက်ဖြစ်တဲ့လေဓာတ်အောက်ဆီဂျင်ဓာတ်အဲ့ဒါကိုတဲ့သူတို့လိုအပ်သည့်အတိုင်းစင်ဆက်မပြတ်မရက်မနာပို့ဆောင်ပေးနေရတယ်နော်အဲ့ဒီသဘောလေးကိုသိသိချာချာနှလုံးသွင်းပါနော်အဲ့ဒီကြတော့မှဒီလေဓာတ်ဆိုတဲ့လေနော်ဘယ်လေကလေတုံးဆိုရင်အပြင်ဘက်ကရှိတဲ့လေတူကြီးတွေကရှိတဲ့လေဓာတ်အဲ့ဒီလေဓာတ်ထဲမှာပါတဲ့အောက်ဆီဂျင်ဓာတ်နော်အဲ့တော့အခုရှုသွင်းလိုက်တဲ့လေထဲမှာအောက်ဆီဂျင်ဓာတ်တွေပါလာတယ်ပါလာတော့အဲ့ဒီလေတွေဟာဒီအဆုပ်ထဲမှာရှိတဲ့လေအိတ်ကလေးတွေအလွန်သေးတဲ့လေအိတ်ကလေးတွေနော်အဲ့ဒီလေအိတ်ကလေးတွေတဲ့နော်ဒီအဆုပ်ထဲမှာရှိတဲ့ဒီလေအိတ်ကလေးတွေပြီးတော့မှဒါကလေပြွန်လေးတွေအဲ့ဒီလေပြွန်လေးတွေထဲကလေကဝင်လာတယ်ဝင်လာတော့တိဆောက်ထားတဲ့သဘောကဟောဒီအဆုပ်ရဲ့ဘေးမှာတဲ့ပတ်ထားတဲ့သွေးမြင်ကြောလေးတွေနော်အဆုပ်ရဲ့လေအိတ်ကလေးတွေဘေးမှာပတ်ထားတဲ့သွေးမြင်ကြောလေးတွေသွေးမြင်ကြောလေးတွေကသွေးလေးတွေကစီးလာတာအဲ့ဒီစီးလာတဲ့သွေးမြင်ကြောလေးတွေကသွေးหนีဥလေးတွေဟုတ်ကလားအဲ့ဒီသွေးหนีဥလေးတွေကတဲ့ဟောဒီအိတ်ထဲကရှိတဲ့နော်လေအိတ်ထဲကရှိတဲ့အောက်ဆီဂျင်ဓာတ်ကလေးတွေနော်သူတို့ကအောက်ဆီဂျင်ခေါ်တဲ့ဓာတ်ကိုသွေးหนีဥလေးတွေကထုတ်ယူသွားတယ်နော်ဘယ်ထဲရတော့လေအိတ်ကလေးတွေကဟုတ်ကလားအဲ့ဒီသွေးหนีဥလေးတွေတည်သွားအောက်ဆီဂျင်တည်သွားတဲ့သွေးหนีဥလေးတွေကအဆုပ်ကနေပြီးတော့နှလုံးကိုပြန်ပြီးသွေးတွေဝင်လာတယ်အဲ့ဒီအောက်ဆီဂျင်ဓာတ်ပါတဲ့သွေးหนีဥလေးတွေနော်နှလုံးကညှစ်ထုတ်လိုက်တဲ့အခါကျတော့နှလုံးကရှိတဲ့နှလုံးနဲ့တွဲထားတဲ့သွေးကြောကြီးတွေကနေပြီးတော့အပြင်ကိုထွက်သွားတယ်နော်အဲ့ဒီလေတွေအောက်ဆီဂျင်ဓာတ်တွေဒီသွေးหนีဥတွေကသဲသွားပြီးတော့ခန္ဓာကိုယ်မှာရှိနေတဲ့ဂရေတသိန်းကျော်သောကလတ်စီးများကိုလိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ပေးနေတာနော်အဲ့ဒီအလုပ်ကိုတဲ့မှန်စင်ဆက်မပြတ်
လောက်ရပါတယ်အဲ့ဒီသဘောကဟောဒီအောက်ဆီဂျင်ဓာတ်ဟာတဲ့နော်လေဓာတ်ဟာဒီခန္ဓာကိုယ်မှာရှိတဲ့ကလပ်စီးပေါင်းဂရေတသိန်းကျော်အမြဲတမ်းသူတို့လိုအပ်တဲ့အတိုင်းရအောင်ဒီနှလုံးကထောက်ပံ့နေတယ်နှလုံးကလိုအပ်တဲ့သွေးကလိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ကိုဟောဒီရှူသွင်းလိုက်တဲ့လေတွေကအဆုတ်ထဲရောက်အဆုတ်ကအဲ့ဒီလိုအပ်တဲ့အောက်ဆီဂျင်ကိုသွေးနီဥလေးတွေကိုပေးတယ်နော်ဒီလုပ်ငန်းဟာတဲ့အလွန်ခက်ခဲပါတယ်တဲ့သိမ်မွေးပါတယ်နော်အဲ့ဒီလိုတဲ့လေလေးတွေမှန်မှန်ဂရေတသိန်းကျော်ရှိတဲ့ကလပ်စီးတွေရလို့သူတို့ရှင်နေရှင်မှလည်းပဲအလုံးလုံးနိုင်တယ်အလုံးလုံးနိုင်မှလည်းပဲတမ်းပါတယ်နော်ကျမ်းပါတယ်နော်အဲ့ဒီတဘာဝတရားတွေတဲ့အဲ့တော့ဒီရင်ကောင်းထဲမှာရှိတဲ့အဆုတ်နဲ့နှလုံးတို့ဟာသွေးများလှက်ပတ်နိုင်အောင်နှလုံးကလုပ်ပေးတယ်လိုအပ်တဲ့လေဓာတ်ကိုအဆုတ်ကအပြင်ကရှိတဲ့လေတူကြီးတွေကနေခန္ဓာကိုယ်တွင်းကိုရောက်အောင်ပို့ဆောင်ပေးတယ်တွင်းပေးတယ်ဘာနဲ့လုပ်တာတော့ဝင်လေနဲ့ဝင်သက်နဲ့ဟုတ်ပါလားအဲ့ဒီလိုတဲ့ခန္ဓာကိုယ်ကြီးကအောက်ဆီဂျင်ဓာတ်တွေရအောင်လုပ်ပေးတော့တဲ့ဒီခန္ဓာကိုယ်ရဲ့တာဝန်ကိုထမ်းဆောင်တဲ့နေရာမှာတဲ့အခုပြောခဲ့တဲ့ထဲမှာလေကိုရှူသွင်းရှူထုတ်လုပ်နေတဲ့အဆုတ်ဟာ10မိနစ်မှာအကြိမ်20ရှူသွင်းပြီးတော့လေကိုပေးနေတာဟုတ်ပြီနော်အဲ့ဒီသဘောမှာတဲ့အကြိမ်တွက်တဲ့အခါနော်လေရှူလေထုတ်လုပ်နေတာက10မိနစ်မှာအကြိမ်20ပါနှလုံးဆိုတဲ့နှလုံးကသွေးများခန္ဓာကိုယ်အရရက်သို့သွားနိုင်အောင်ညှစ်ပြီးတော့ထုတ်နေရတဲ့သွေးညှစ်ထုတ်တဲ့နှုံနော်အဲ့ဒီသွေးညှစ်ထုတ်တဲ့နှုံက10မိနစ်မှာအကြိမ်80ဟုတ်ကဲ့သွေးကိုခန္ဓာကိုယ်တစ်ခုလုံးရောက်အောင်နှလုံးကညှစ်ထုတ်နေရတာ10မိနစ်မှာအကြိမ်80လောက်ရပါတယ်အဲ့ဒီလိုအကြိမ်80ညှစ်ထုတ်ရတော့တစ်ခါညှစ်ထုတ်တယ်ဆိုတာဟာတဲ့တစ်စက္ကန့်တောင်မကြာဘူးစက္ကန့်60မှ10မိနစ်စက္ကန့်60မှအကြိမ်80ညှစ်ထုတ်နေရတာ10မိနစ်မကြာဘူးအဲ့ဒီလိုတဲ့အလုပ်တွေလုပ်နေတာနော်အဲ့ဒီလိုအလုပ်တွေလုပ်နေလားဘလောက်ထိအောင်ဒီစက်ယန္တရားနှလုံးရဲ့အလုပ်နဲ့အဆုတ်ရဲ့အလုပ်ဘလောက်ပြည့်စုံလုပ်နေတယ်လဲဆိုတာကိုစဉ်းစားကြည့်တဲ့အဲ့ဒီလေဓာတ်အသုံးပြုနေတဲ့အသုံးပြုတဲ့ကလပ်စီးပေါင်းကဘလောက်ရှိတယ်နော်ဂရေတသိန်းကျော်သူတို့ဟာသင်ဆက်မပြတ်ဒီအောက်ဆီဂျင်ဓာတ်ကိုရနေမှသူတို့ရဲ့အလုပ်ကိုပြည့်စုံလုပ်နိုင်မယ်သူတို့ရှင်းနေဟုတ်ပါလားအဲ့ဒီမှာတဲ့အခုပညာရှင်တွေကတွက်ပြီးပြပါတယ်အခုရှူသွင်းလိုက်တဲ့လေလေးရှူသွင်းလိုက်တဲ့လေလေးဟာအဆုတ်ထဲရောက်သွားအဆုတ်ထဲရောက်တဲ့လေကိုသွေးနီဥလေးတွေကသဲသွားပြီးလို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့ဂရေတသိန်းကျော်သောကလပ်စီးတွေစီကိုပို့လိုက်ခြေပြားလက်ပြားဟုတ်ကဲ့လားဒါအဝေးဆုံးနေရာတွေဟုတ်ကဲ့လားခြေပြားလက်ပြားကောင်းအဲ့ဒီကလပ်စီးတွေစီတို့ဒီအောက်ဆီဂျင်ဓာတ်ကလေးရောက်သွားအောင်ပို့ပေးနေတာအချိန်ဘယ်လောက်ကြာတော့ရှူသွင်းလိုက်ပြီးလို့ရှိရင်10မိနစ်မကြာခင်လိုရာကလပ်စီးကိုရောက်အောင်ဒီသွေးကပို့ပေးနေတာတဲ့နော်အဲ့ဒီလောက်ထိအောင်ဒီစက်တွေဟာ
ပြည့်စုံပါတယ်ကောင်းမွန်ပါတယ်နော်အဲ့ဒီတဘာဝတရားတွေဟာတဲ့အဟုတ်တကယ်အလုံးလုံးနေလို့ဒီယူဘက်ခန္ဓာကြီးကရှင်းနေတာပြည့်ပြည့်ဝဝလုံနိုင်လို့လေကြမ်းမာနေတာဟုတ်ကဲ့လားအဲ့ဒီမှာတည်တည်ချာချာနှလုံးသွင်းပါတဲ့ဆင်ញင်ပါတဲ့ဟောဒီနှလုံးလေးဟာတဲ့ခန္ဓာကိုယ်အတွင်းမှာနော်အမိရဲ့ဝန်းတိုက်ထဲမှာနော်အမိဝန်းတိုက်ထဲမှာပဋိသန္ဓေတဲနေလို့3 လကျော်လောက်ရောက်ကြတဲ့ကဒီသွေးလှက်ပတ်တဲ့အလုပ်ကိုလုပ်လာရတာနော်အဲ့ဒါအမိဝန်းတိုက်ကကျွတ်လာပြီးတဲ့နောက်လူဘဝကိုကလေးအဖြစ်နဲ့ရောက်လာတော့လည်းပဲဒီနှလုံးဟာဒီသွေးလှက်ပတ်အောင်ပို့ဆောင်ပေးတဲ့လုပ်ငန်းကိုစင်ဆက်မပြတ်မရမနာလုပ်ခဲ့ရတာပါနော်အဲ့ဒီစစ်ဟာအဲ့ဒီဘဝကိုစပြီးတည်တဲ့အချိန်နော်ပဋိသန္ဓေတည်ပြီးတဲ့သတိသားအဖြစ်ကအစ၍ဒီကနေ့အထိဒီနှလုံးဟာစင်ဆက်မပြတ်မရမနာခုံးနေရတာနော်အလုံးလုံးနေရတာအဲ့ဒီသဘောတွေကိုတဲ့ဉာဏ်ကရောက်အောင်စဉ်းစားပါနော်အဲ့ဒီမှာတဲ့သူတို့သေးသေးချာချာကိန်းကနန်းနဲ့တွက်ပြတာ10 မိနစ်မှာတဲ့အကျိန်80နော်နှလုံးခုန်ထုံးကဘယ်လောက်ရှိလဲပုံမှန်ကျန်းမာတဲ့လူဟာ10 မိနစ်မှာအကျိန်80အဲ့တော့အဲ့ဒီမိနစ်ကိုနာရီကရက်24 နာရီတရက်အတွင်းမှာသွေးပို့ပေးတဲ့နှလုံးရဲ့ခုန်နှုံးနော်ကိန်းကနန်းနဲ့တွက်လိုက်ရင်24 နာရီမှာနှလုံးခုန်တဲ့အကြိမ်ပေါင်း1,800ရှိတယ်နော်24 နာရီမှာနှလုံးခုန်နေတဲ့နှုံးဟာ1,800ရှိပါတယ်နော်အဲ့ဒီလိုနှလုံးလေးကခုန်နေပြောတာဘာလို့တာတော့ရဘာဘောလုံးလေးများလို့ညှစ်ပြီးတော့သူကထုတ်ပေးနေတာဟုတ်ကဲ့လားအဲ့ဒီမှာတဲ့ဒီနှလုံးလေးကတစ်ခါညှစ်လိုက်ရင်သွေးပမာဏ2 အောင်စာခွဲလောက်ထွက်သွားနော်အဲ့တော့အဲ့ဒီလိုသွေးတစ်ကြိမ်ညှစ်ရင်2 အောင်စာခွဲဟုတ်ကဲ့လားအဲ့တော့24 နာရီမှာအကြိမ်ပေါင်းဘယ်လောက်လဲ1,800အဲ့ဒီ1,800အကြိမ်ပေါင်းအဲ့ဒီတစ်ခါနှစ်ထုတ်ရင်2 အောင်စာခွဲအဲ့ဒီသွေးတွေကိုတဲ့နော်အပြင်ဘက်ကဆက်လို့ဆက်တစ်ခုလှုပ်ထားတစ်ချက်နှိပ်ထုတ်ရင်2 အောင်စာခွဲအဲ့ဒီလိုတဲ့အကြိမ်ပေါင်း1,800ဒီဆက်ကညှစ်ပြီးထုတ်လိုက်ရင်ရရှိလာတဲ့သွေးပမာဏနော်အရည်ပမာဏဘယ်လောက်ရှိတော့ကာလန်နဲ့တွက်ပြီးပြောရင်ကာလန်2000ဘယ်လောက်ရှိလဲကာလန်2000 24 နာရီအတွင်းမှာနှလုံးကလေပတ်အောင်ထုတ်လုပ်ပေးတဲ့သွေးပမာဏဘယ်လောက်ရှိလဲကာလန်2000ကျွန်တော်တို့အိမ်မှာရေသုံးတဲ့ပုဂ္ဂိုလ်တွေတအိမ်သားများတအိမ်သားလူ4-5 ယောက်ရှိတဲ့အိမ်မှာချိုးတာသုံးတာဟုတ်ကဲ့လားဖွတ်တာလျှော်တာဘယ်လိုပဲပြောကာလန်2000မကုန်ဘူးဟုတ်ကဲ့လားအဲ့ဒါဟာဒီခန္ဓာကိုယ်ရဲ့လိုအပ်ချက်ဘယ်လောက်လိုတယ်နော်ကာလန်2000ရမှာဟုတ်ကဲ့လားကာလန်2000ရမှာ24 နာရီရှင်းတာဟုတ်ကဲ့လားအဲ့ဒီလောက်ထိအောင်ဒီဆက်
ဒီကရိယာတွေအဟုတ်အလုံးလုံးနေလို့ရှင်းတာဟုတ်ပါလားအဲ့ဒီတဘာဝများကိုဉာဏ်နှင့်ရှင်၍စင်ကြင်တတ်စဉ်းစားတတ်ဖို့ဒီပညာကိုသင်ယူတာဟုတ်ကဲ့လားဘာလို့ဖို့လို့ခန္ဓာကိုယ်ဆိုတာဟာတဘာဝစက်ကြီးတွေမြောက်များစွာစုပေါင်းပြီးတော့အလုံးလုံးနေတာနော်အဲ့ဒီလုံနေတဲ့အလုပ်တွေဟာလဲဘယ်လောက်ခက်ခဲတယ်ဘယ်လောက်သိမ်မွေ့တယ်ဆိုတာကိုဉာဏ်နှင့်သင်ခြင်းဓမ္မမိမိဤကိုယ်ခန္ဓာအကြောင်းကိုအမှန်အတိုင်းသိတာပါအရေးကြီးတာကဘာလဲတော့မိမိဤကိုယ်ခန္ဓာအကြောင်းကိုအမှန်အတိုင်းသိဖို့ဒီပညာတွေကိုသင်ယူတာဟုတ်ပါလားအဲ့တော့အဲ့ဒီတဘာဝတွေဟာတဲ့ဒီဒေသနာမှာပါတယ်နော်ကာယဆိုတဲ့ယူပက်ခန္ဓာကြီးဤအလုတ်တွေလုံနေတာဟုတ်ကဲ့လားအလုတ်တွေကိုတဲ့သင်္ခါရလို့ခေါ်တယ်ယူပက်ခန္ဓာကြီးကိုကာယလို့ခေါ်တယ်ယူပက်ခန္ဓာကြီးရှင်ရေးအတွက်လုံနေတဲ့အလုတ်ကိုကာယသင်္ခါရဟုတ်ပါလားအဲ့ဒီကာယသင်္ခါရဆိုတဲ့အလုတ်မှာလေဝင်လေထွက်လုံနေတဲ့အတ္တတပတ္တတနော်သူ့ကိုလေကာယသင်္ခါရဒီနှလုံးလေးခုံးနေရတာလေကာယသင်္ခါရဟုတ်ကဲ့လားလွယ်လေးကာယသင်္ခါရလို့ရွတ်ကတော့ရွတ်တတ်တယ်သူ့ရဲ့တဘာဝတရားကိုသိအောင်လုပ်ဖို့ကတော့နည်းနည်းတယ်တကယ်သိမှခန္ဓာဝန်ဆိုတာကိုနားလည်လာမယ်ဟုတ်ကဲ့လားအဲ့ဒီဝန်ဆိုတဲ့သဘောကိုသိအောင်စဉ်းစားဟုတ်ကဲ့လားဘာဝန်လို့ရှင်းအောင်လုပ်နေရတဲ့တာဝန်ဟုတ်ကဲ့လားရှင်းအောင်လုပ်နေရတဲ့တာဝန်ဟာတဲ့အလွန်ကြီးမားတယ်ခက်ခဲတယ်နော်အဲ့ဒီခက်ခဲတဲ့အလုပ်ကိုဒီကုဋ္ဌာတခေါ်တဲ့ကရိယာလေးတွေကဝိုင်းဝန်းပြီးတော့ဆောင်ရွက်နေရတာအခုပြောတဲ့24နာရီမှာကာလံ2000တောင်ထုတ်ပေးရတယ်ဆိုတာလူတို့လုပ်တဲ့စက်ကြီးတွေနဲ့ဘယ်လောက်မှမတူဘူးနှလုံးရဲ့အရွယ်သားလေးကလက်သီးစုပ်လောက်ပဲရှိတာဟုတ်ကဲ့ဒီလက်သီးစုပ်လောက်ရှိတဲ့စက်ကလေးကတစ်နေ့ကိုဘယ်လောက်ထုတ်ပေးနေကာလံ2000ထုတ်ပေးရပါတယ်ဟုတ်ပါလားအဲ့ဒီမှာတဲ့သေသေးချာချာတဲ့နှလုံးသွင်းပါဆင်ញင်ပါဘာဆင်ញင်ရမှာတော့လူတို့လှုပ်ထားတဲ့စက်ဟာတဲ့ဘယ်လောက်ကောင်းတယ်ပြောဒီလိုပြည့်ပြည့်စုံစုံမလုံနိုင်တာရဲ့ဒီလောက်တက်တန်းရှည်အလုံးမလုံနိုင်ဘူးလူတို့သုံးတဲ့စက်ဟာဘယ်လောက်ကောင်းပါတယ်ပြောအခုကိုယ်တိုင်အသက်50 60နေရတယ်40နေရတယ်ဟုတ်ကဲ့ဒီလောက်နှစ်တည်ကြာအောင်အသုံးပြုနိုင်တဲ့စက်မျိုးလူတို့တည်ထွင်လို့မရဘူးဟုတ်ပါလားအဲ့ဒီသဘောကိုစဉ်းစားတဲ့ဒီလက်သီးစုပ်လောက်ရှိတဲ့နှလုံးလေးဟာတဲ့ဘာနဲ့တိဆောက်ထားတာတော့အခုပြောတဲ့ကြွက်သားတွေကကလတ်စည်းတွေနဲ့နှလုံးကြွက်သားကိုတိဆောက်သောကလတ်စည်းများနဲ့ဖွဲ့စည်းပြီးတော့နှလုံးသားဖြစ်အောင်လုပ်ထားတာဟုတ်ပါလားအဲ့တော့သူဟာလူတွေလှုပ်ထားတဲ့တန်နေတမဏိတွေကြီးတွေဟိုရင်းနေမျိုးနဲ့မတူဘူးဘာလေးတော့အသားမြင်လေးတွေဖြစ်အောင်လုပ်ထားတဲ့အသားကလတ်စီနှလုံးကလတ်စီဟုတ်ကဲ့လားသူတို့နဲ့တီထောင်ဖွဲ့စည်းထားတဲ့ရုပ်ခန္ဓာပါဟုတ်ကဲ့လားအဲ့တော့တိဖို့အချက်တစ်ခုကဘာတော့ဟောဒီယုတ်တရားတွေစပြီးတည်ကြတဲ့ကပဋိသန္ဓိခဏခေါ်တဲ့ပဋိတ္တိတည်တဲ့အချိန်ကလေးက
သူ့ရဲ့ရုပ်မျိုးစီကိုတည်ပေးထားတာရုပ်မျိုးစီကိုဘယ်သူကတည်ပေးတာတော့ကံစွမ်းအားဟုတ်ကဲ့လားကံစွမ်းအားကတည်ပေးတဲ့ရုပ်တရားမို့လို့တဲ့ကမ္မဇရုပ်ဟုတ်ကဲ့လားကံစွမ်းအားဤအထောက်အပံ့ကိုရသောရုပ်တရားဘယ်လိုခေါ်လဲကမ္မဇရုပ်အဲ့ဒီကမ္မဇရုပ်ဟာသူ့ဗီဇနိယာမအတိုင်းတဖြည်းဖြည်းကြီးထွားလာတော့အခုရင်ကောင်းထဲမှာလက်သီးစုပ်လောက်အရွယ်ရှိတဲ့နှလုံးဖြစ်လာပါပြီအဲ့ဒီမှာစဉ်းစားဖို့ကအပြင်ကလူတွေလှုပ်ထားတဲ့စက်တဲ့အရွယ်ပမာဏအလွန်သေးတယ်အလှုပ်တဲ့ပမာဏကအဲ့ဒီစက်တွေတဲ့အစပေါင်းများစွာကြီးတယ်ဟုတ်ကဲ့လားအဲ့ဒီလိုလုံနိုင်ရခြင်းဤအကြောင်းထဲမှာအထောက်အပံ့ဘာအထောက်ပံ့လဲကံစွမ်းအားဆိုတော့အထောက်အပံ့ပါပါတယ်ကမ္မဇရုပ်မို့လို့သူတို့ဒီလောက်ခက်ခဲလုံနိုင်တယ်ကြာရှည်လေးမြင့်လုံနိုင်တယ်နော်အဲ့ဒါဟာဒီဒေသနာကရှင်းလင်းပေါ်ပြတဲ့တဘာဝဘာစွမ်းအားတော့ကံစွမ်းအားကံစွမ်းအားအထောက်ပံ့ရတဲ့ယုတ်တရားကိုဘာခေါ်တော့ကမ္မဇယုတ်ကမ္မဇယုတ်လို့ခေါ်လိုက်ရင်ရိုးရိုးလေးမထင်နဲ့သူ့ရဲ့လုပ်ငန်းအလွန်ကြီးတယ်စွမ်းအားလည်းအလွန်ကြီးတယ်နော်ဆောင်ရွက်နိုင်တဲ့ကာလလည်းအလွန်ကြာမြင့်စွာဆောင်ရွက်ပါတယ်အဲ့တော့ဒီပညာရပ်တွေကိုတဲ့သင်ကြားနေတာဘာလို့တာတော့မိမိဤယူဘက်ခန္ဓာအကြောင်းကိုပိုင်ပိုင်ခြားခြားသိဖို့နားလည်ဖို့သင်ယူတာပါတဲ့ဟုတ်ကဲ့လားအဲ့တော့အဲ့ဒီမှာသေချာပြန်စဉ်းစားတဲ့ဘာတွေစဉ်းစားတော့ဆိုတော့ဟောဒီနှလုံးလေးဟာတုတ်နဲ့ခုံနေတာအမှန်ပဲအဲ့ဒီနှလုံးလေးခုံနေတယ်ဆိုတဲ့အကြောင်းအရာမှာတဲ့တစ်ချက်ခုံလိုက်တိုင်းနှစ်အောင်စာခွဲလောက်သွေးရထွက်သွားရတယ်စီးဆင်းသွားရတယ်ဟုတ်ကဲ့လားအဲ့ဒီလိုသွေးများစီးဆင်းနေတဲ့ဆိုတဲ့သဘောမှာပါတယ်တော့မြဲတဲ့သဘောလားမမြဲတဲ့သဘောလားမမြဲဘူးအဲ့ဒါကိုနမူနာရှင်းပြီးတော့နဒီသောတောဝိယမြည်ရည်အရင်စီးနေတာကိုနှလုံးသွင်းပါအရည်ဓာတ်ဒီစီးတဲ့သဘောမှာမြစ်ကြီးတွေကိုကြည့်ရင်မြည်ရည်မြင်ပါမယ်အဲ့ဒီမြစ်ရည်တွေဟာစီးဆင်းနေတာမြည်ရည်တွေရက်တယ်လို့ရှိလားအဲ့ဒီအချက်ကိုမှတ်ထားမြည်ရည်ဟာပါတယ်တော့ရက်တယ်လို့မရှိအမြဲတမ်းစီးနေရတယ်စီးတဲ့သဘောဒီမြဲတာကိုပြောတာလားမမြဲတာကိုပြောတာလားမမြဲတာကိုပြောတာအဲ့ဒီသဘောပါပဲဟုတ်ကဲ့ဒီသွေးတွေဟာစီးဆင်းနေရပါတယ်စီးဆင်းနေတဲ့သဘောဟာမြဲတဲ့သဘောကိုပြောတာလားမမြဲတဲ့သဘောကိုပြောတာလားမမြဲဘူးနော်မြည်ရည်အရင်စီးပြီးတကယ်လို့သွေးများလည်းပဲခန္ဓာကိုယ်ထဲမှာစီးနေပါတယ်ဟုတ်ပါလားအဲ့ဒီစီးနေတဲ့သဘောဟာဘာပြောတာတော့ခန္ဓာကိုယ်ဤလိုအပ်ချက်ဟုတ်ကဲ့လားခန္ဓာကိုယ်မှာရှိသောဂရေတသိန်းကျော်သောကလတ်စည်းတို့ဤရှင်ရေးကိုဒီသွေးတွေကထောက်ပံ့နေတာအမှန်ပါနော်အဲ့ဒီသဘာဝတရားတွေကိုဉာဏ်နှင့်ရှင်ပြီးဆင်ခြင်ရင်သွေးတွေကလည်းပဲလက်ပတ်နေရလေတွေကလည်းပဲလက်ပတ်နေရဒီသွေးနဲ့လေတို့ရှင်ရေးကိစ္စဆောင်ရွက်နေပုံသဘောကိုဉာဏ်နှင့်ဆင်ခြင်ကြည့်ပါဟုတ်ကဲ့အဲ့တော့ဒီနှလုံးလေးခုန်တာတဲ့ရက်တယ်ဆိုရင်ဘာဖြစ်တော့သိသွားမယ်ဟုတ်ကဲ့အဲ့ဒါမယမနာအဟုတ်တကယ်အလုံးလုံးနေတာဟုတ်ကဲ့လားပြစ္ဆုတ်ပန်တဲ့မှာအဟုတ်တကယ်အလုံးလုံးနေလို့
ပြစ္ဆုတ်ပံတဲ့တယ်မှခန္ဓာကရှင်းတာအလုံးနဲ့ရှင်းမှုနဲ့ဘာလုပ်နေတာတော့တစ်ဆက်တည်းအဲ့ဒါဘယ်သူလုပ်နေတာတော့ဒီကုဋ္ဌာတာအလုံးလုပ်တာအဲ့ဒီတော့ရှင်ခြင်းသဘောနှင့်အလုံးဟာတွဲနေတယ်ဟုတ်ကဲ့အဲ့ဒီနောက်တစ်ဆက်ကအဲ့ဒီအလုံးဟာငြိမ့်နေလို့မရဘူးတဲ့မရမနာလုပ်ရတယ်ရက်နေလို့မရဘူးအမြဲတမ်းစီးဆင်းနေရတယ်အဲ့ဒီထဲမှာပါတဲ့သဘာဝကိုဘာခေါ်လို့မမြဲတဲ့သဘောဟုတ်ကဲ့လားဘာအတွက်မမြဲတဲ့အလုပ်နဲ့လုပ်နေရတာလဲရှင်ရေးအတွက်လုပ်နေရတဲ့အဟုတ်အလုပ်ရှိတယ်အလုပ်ဟာဘယ်သဘောနဲ့လုပ်နေရတာတော့မမြဲသောသဘောနှင့်အလုပ်ကလုပ်နေရတယ်အဲ့တော့အနိစ္စလို့ပြောနေတာဟာအနိစ္စနဲ့ဘာလုပ်နေရတာတော့အလုပ်လုပ်နေရတာအဟုတ်အလုပ်လုပ်လို့အဟုတ်တည်းရဲ့ရှင်းနေတာတဲ့အဲ့တော့အဲ့ဒီသဘောကိုသိမှသဘာဝတရားတွေရဲ့အကြောင်းကိုသိတာတဲ့ဟုတ်ကလားအဲ့ဒါတွေကိုဘာခေါ်တော့ဓမ္မသဘာဝဟုတ်ကလားအဲ့ဒီဓမ္မသဘာဝဟာသူ့ရဲ့ဥပရိသအတိုင်းသူအလုံးလုံးနေတာဥပရိသကိုဘယ်လိုခေါ်တော့နိယာမအဲ့တော့သဘာဝတို့ဤဥပရိသကိုဘာခေါ်တော့ဓမ္မနိယာမအဲ့ဒီဓမ္မနိယာမအတိုင်းပဲရုပ်တရားတို့ကလည်းရုပ်တရားရဲ့အလုပ်ကိုလုပ်ပါတယ်နော်အဲ့ဒီသဘောတွေကိုတဲ့နှလုံးသွင်းတတ်သင်ခြင်းဓမ္မဒီကိုဒီခန္ဓာဟာတဲ့နော်သူ့ဥပရိသနဲ့သူ့အလုပ်ကိုသူလုပ်နေတာအဲ့ဒီအချက်ကိုတဲ့ဉာဏ်ကရောက်အောင်စဉ်းစားပါတဲ့ပါတယ်နော်ကိုယ်ခန္ဓာဟာသူ့နိယာမအတိုင်းသူ့အလုပ်ကိုသူလုပ်နေတာတဲ့ဟုတ်ပါလားအဲ့ဒီအချက်ကိုပိုင်နိုင်စဉ်းစားခိုင်းတာဘာဖြစ်လို့တော့ဒီကိုယ်ခန္ဓာကြီးကိုစိတ်ထဲမှာရှိနေတဲ့အစွဲဥပါဒံဘာစွဲနေတာတော့အတ္တဒိဋ္ဌိဥပါဒံငါကိုငါခန္ဓာလို့စွဲနေတဲ့အစွဲအဲ့ဒီအစွဲကဘလို့စွဲတဲ့သဘာဝတရားကသူ့အလုပ်ကိုသူလုပ်နေတာဟုတ်ကဲ့လားအဲ့ဒီအချက်ကိုတဲ့သေသေးချာချာသိရမယ်ဘာကိုသေသေးချာချာသိဖို့တော့ဒီခန္ဓာကိုယ်ပေါ်မှာစွဲနေတဲ့အတ္တငါကဒီခန္ဓာကိုယ်ကြီးကိုဘယ်လိုမှတ်ထားတာတော့ငါကိုဟုတ်ကဲ့လားငါကိုလို့မှတ်ထားတာဘာပေါ်မှာအခြေခံပြီးတော့ငါကိုလို့စွဲနေတာတော့အတ္တဆိုသောငါကခန္ဓာကိုယ်ပေါ်မှာစွဲပြီးတော့နေတာဟာတဲ့ဘယ်လိုသူကစွဲတာတော့ခန္ဓာကိုယ်ဒီခိုင်နေလို့သူကစွဲထားတာငါကဘယ်လိုစွဲထားတာလဲခိုင်နေလို့စွဲတယ်မြဲတယ်လို့လည်းပဲစွဲတယ်ဟုတ်ကဲ့လားအဲ့ဒီခိုင်နေမြဲတယ်ဆိုတဲ့အစွဲပေါ်မှာမူတည်ပြီးတော့အတ္တကဒီခန္ဓာကိုယ်ကြီးကိုငါပိုင်တယ်လို့လည်းပဲစွဲတယ်အဲ့ဒီအချက်ကလေးတွေတဲ့သဘာဝကြကြစဉ်းစားတဲ့ဟုတ်ကဲ့လားအတ္တကခန္ဓာကိုယ်ကြီးကိုဘယ်လိုသူကမှတ်ထားတာတော့ခိုင်နေမြဲတယ်ပြီးတော့ဗါတယ်ပိုင်တယ်လို့သူစွဲနေတာတဲ့ဟုတ်ကဲ့လားအခုအဲ့ဒီအတ္တဤအစွဲကိုဘာလုပ်ချင်တာတော့ဖယ်ခြင်းနဲ့ဟုတ်ကဲ့လားဖယ်ခြင်းတော့အခြေခံတရားကပါတယ်အတ္တကင်ထားတဲ့အကြောင်းကပါတယ်ခိုင်နေမြဲတယ်ပိုင်နေဟုတ်ကဲ့လားအဲ့ဒီခိုင်နေမြဲတယ်ပိုင်နေလို့စွဲနေတဲ့အစွဲသဘာဝတရားများကိုအခုလိုတစ်ပိုင်းစီနားလည်အောင်သဘောပေါက်အောင်စဉ်းစားရင်သွေးဆိုတာရောလေဆိုတာရောခိုင်သလားခိုင်မှုအရည်နဲ့အငွေ့
သူတို့အလွန်ကိုပေါ်ပါတဲ့ပစ္စည်းတွေသူတို့ခိုင်သလားမခိုင်ဘူးဟုတ်ကဲ့လားအေးသူတို့မြဲသလားမမြဲဘူးအမြဲတမ်းလှည့်ပတ်သိသိမရတယ်မခိုင်လည်းမခိုင်ဘူးမမြဲလည်းမမြဲဘူးဟုတ်ပါလားအဲ့ဒီမခိုင်မမြဲယုံနဲ့မကဘူးတဲ့သူ့လုပ်ငန်းကိုသူဟာသူသာလုပ်နေတာတဲ့ဘယ်လိုလုပ်ပါညာလုပ်ပါလို့ပြောလို့မရဘူးတဲ့မရခြင်းဟာပါတယ်တော့မပိုင်ဘူးတွေးကိုလည်းမပိုင်ဘူးလေကိုလည်းမပိုင်ဘူးအဲ့ဒီဟာမပိုင်တဲ့အချက်ကိုဉာဏ်ကရောက်အောင်သွားပါဟုတ်ကဲ့လားအဲ့ဒီတော့အတ္တကဒီခန္ဓာကိုယ်ကြီးကိုငါကိုလို့စွဲနေတဲ့အချက်ကဘာနဲ့စွဲထားတာတော့ခိုင်တယ်လို့စွဲတယ်မြဲတယ်လို့စွဲတယ်ပိုင်တယ်လို့စွဲတယ်အဲ့ဒီတော့မခိုင်တာလည်းအမှန်ပဲမမြဲတာလည်းအမှန်ပဲမပိုင်တာလည်းအမှန်ပဲဒါဘယ်သူကပြောတာတော့ပညာကပြောတာဟုတ်ပါလားအဲ့ဒီသဘောတွေကိုတဲ့သေးသေးချာချာနှလုံးသွင်းဆင်ခြင်ပြီးတော့လေ့လာပါလို့ခိုင်းတာဘာလို့ဖို့တော့အတ္တဤအစွဲအတ္တဆုပ်ထားတဲ့အဆုပ်ကိုဖြေနိုင်ဖို့ဤပညာဟုတ်ကဲ့လားအဲ့ဒါကိုပိုင်အောင်လုပ်ပါပါတယ်တော့မခိုင်တာအမှန်မမြဲတာအမှန်မပိုင်တာအမှန်ဟုတ်ကဲ့လားအဲ့တော့အဲ့ဒါဟာတဲ့အခုနှုတ်ကပြောတာကိုနားကကြားတဲ့သုတ္တပညာတဲ့ဟုတ်ကဲ့လားအဲ့ဒီသုတ္တပညာကပြီးတဲ့အဓိပ္ပာယ်ဘာလို့ရမှာတော့စဉ်းစားရမယ်ဟုတ်ကဲ့လားစဉ်းစားတဲ့ပညာကိုစိတ်တာမယပညာအခုရနေတာပါတယ်နော်သုတ္တမယပညာဟုတ်ဤမဟုတ်ဤကိုကိုယ်ပိုင်ဉာဏ်နဲ့ဘာလို့ရမှာတော့စဉ်းစားပါအဲ့ဒီပညာကိုဘာခေါ်တော့စိတ်တာမယပညာအဲ့ဒီစိတ်တာမယပညာနဲ့နည်းသိအောင်တဲ့စဉ်းစားနေစဉ်းကျင်နေပါစဉ်းစားစဉ်းကျင်ပါများရင်ခန္ဓာကိုယ်ရဲ့အကြောင်းကိုပို၍သိလာမယ်ဟုတ်ကဲ့လားအဲ့ဒီမှာနောက်တစ်ချက်ကဟောဒီအတ္တဟာဒီနာမ်ခန္ဓာအတွင်းမှာဘယ်လိုနေတာတော့သိရသိတတ်တဲ့အရွယ်တွေကစပြီးတော့ငါလို့မလုပ်နေတာတော့စွဲတယ်ဆိုတာရိုးမဟုတ်ဘူးဒီနာမ်ခန္ဓာထဲမှာစိတ်ဝင်ပြီးတော့သူကနေရာယူထားတာသူအစွဲဆိုတာအပေါ်ယံလေးစွဲနေတာမဟုတ်ဘူးအတွင်းရောက်အောင်သူကဘာလုပ်တာလဲစိတ်ဝင်တည်နေတာဟုတ်ပါလားအဲ့တော့အဲ့ဒါလောက်စိတ်ဝင်တည်နေတဲ့ငါအစွဲကိုဒီလိုသုတ္တပညာလောက်ကမဖယ်နိုင်စိတ်တာမယပညာနဲ့လည်းမဖယ်နိုင်ဘူးတဲ့အဟုတ်တကယ်ဖယ်နိုင်အောင်နဲ့လေ့ကျင့်ကံလုံးမှလေ့ကျင့်ကံကောင်းမှဒီအစွဲကိုဖယ်နိုင်မှာတဲ့ဒါကြောင့်မလို့ဘာလို့တော့လေ့ကျင့်ကံလိုတယ်အဲ့ဒီလေ့ကျင့်ကံဟာတစ်ချိန်နဲ့လည်းမပြဘူးတဲ့ကျင့်ဖန်များစွာလုပ်ရတယ်လေ့ကျင့်ကံပါတဲ့ဟုတ်ကဲ့လားအဲ့ဒီလိုကျင့်ဖန်များစွာလုပ်ရတဲ့လေ့ကျင့်ကံကိုဘာဝနာလို့ခေါ်ပါတယ်ဟုတ်ကဲ့လားအဲ့တော့အဲ့ဒီဘာဝနာဤအာယုဟာဘယ်မှနေရမှာတော့ဒီယုတ်ခန္ဓာအဟုတ်အလုံးလုံးနေတဲ့ကိစ္စတစ်ခုစီကိုကိုင်ဟုတ်ကဲ့လားအသက်ရှူနေတာကိုအာယုအဖြစ်နဲ့နှလုံးသွင်းရင်သူဟာဘာတဲ့တော့အာနာပါနတတိကမ္မထံဟုတ်ကဲ့လားအာနာပါနတတိကမ္မထံကဘာပြောနေတာတော့လေဝင်လေတွဲအကြောင်းပြောတာအဲ့ဒီလေဝင်လေတွဲဆိုတဲ့အလုတ်ကိုဘယ်သူကလုပ်နေရတာတော့အဆုတ်ကလုပ်နေရအဲ့ဒီလုပ်နေတဲ့အဆုတ်ရဲ့အလုတ်နော်အခုပြောတဲ့အင်္ဂါရပ်တွေပါတော့မခိုင်ဘူးမမြဲဘူးမပိုင်ဘူးလေကိုလည်းမပိုင်ဘူး
ကွတ်ထားတာကိုလည်းမပိုင်ဘူးမပိုင်တာအမှန်မှန်သိထားတော့လည်းပဲစွဲနေတဲ့ငါအစွဲကိုပယ်ခြင်းရင်တဲ့ဘာလုပ်ရမှာတော့အဲ့ဒီအဟုတ်အလုံးလုံးနေတဲ့လေလေးအပေါ်မှာဟောဒီစိတ်ကလေးကဘာဖြစ်တော့ကတ်ထားမှဟုတ်ကဲ့လားကတ်ထားမှဘာဖြစ်တာတော့အဟုတ်မပိုင်ဘူးအဟုတ်မမြဲဘူးဟုတ်ကဲ့လားဆိုတာတဖြည်းဖြည်းအလုတ်ကပြောလိမ့်မယ်အဲ့ဒီမမြဲတဲ့သဘောမခိုင်တဲ့သဘောမပိုင်တဲ့သဘာဝတရားကအဟုတ်တကယ်နံခန္ဓာတဲ့တို့စိတ်ဝင်သွားမှအရင်စိတ်ဝင်နေတဲ့ပါတယ်တော့အစွဲကိုသူကဖယ်မှာဒါကြောင့်မို့လို့မလုပ်ရတာတော့လက်ကျင်ကလုပ်ရတာလက်ကျင်ကလုပ်တဲ့သဘောကိုသိသိချာချာဉာဏ်နဲ့စဉ်းကျင်ပါအပေါ်ယံလုပ်ရုံနဲ့တော့မရဘူးအတွင်းမှာစိတ်ဝင်နေတာဘယ်လောက်ကြာပြီတော့နှစ်ပေါင်းများစွာအဲ့ဒါဟာဒီတဘဝရင်ပြောတာရှေးကဘဝများတော့ကလည်းပဲဒီလိုပဲဒီနံခန္ဓာအတွင်းမှာဒီအတ္တဒိဋ္ဌိကစိုးမိုးလာခဲ့တာတဘဝမဟုတ်ဘူးဘဝအဆက်ဆက်တန္တရာမှာဒီအတ္တကစိုးမိုးလာတာတဲ့အဲ့ဒါလောက်ထိအောင်တဲ့ဒီခန္ဓာကိုစိုးမိုးထားတဲ့အတ္တဒိဋ္ဌိဤဘေးရန်ကိုတဲ့မြတ်စွာဘုရားကမှသိတာသိလို့သူ့ကိုဘာလုပ်ရမှာတော့ဖယ်ရမယ်လို့ပြောတာဖယ်ဖို့လည်းပဲနိပညာမှန်မှနိပညာကောင်းမှရတာတဲ့ဟုတ်ကဲ့လားအဲ့တော့နိပညာကိုလည်းပဲဘုရားကပေးပါတယ်ဖယ်ရမယ်အကြောင်းဖြစ်တော့ငါအစွဲကိုလည်းပဲပြပါတယ်ဟုတ်ကဲ့အဲ့တော့ယူဘက်ခန္ဓာကြီးတစ်ခုလုံးကိုငါကိုလို့စွဲနေတဲ့အစွဲကိုပယ်မယ်ဆိုရင်ဒီကာယ ानु ပတနာတတိပဋ္ဌာန်ဒီအလွန်အကျိုးများတယ်ကာယကြီးတစ်ခုလုံးမှာတယ်မဟုတ်အခုဘာကိုပွက်ပြီးတော့ရှုတာတော့လေဝင်ခြင်းထွက်ခြင်းဟုတ်ကဲ့လားအဲ့တော့လေဝင်လေထွက်ကိုရှုတယ်ဆိုတာခန္ဓာကိုယ်တစ်ခုလုံးမှာပြန့်နှံ့တည်ရှိနေတဲ့လေဓာတ်ရဲ့အကြောင်းကိုသိထားရမယ်အပြင်ဩကာသလောကကြီးတွေကရှိတဲ့လေတူကြီးအကြောင်းနဲ့သိရမယ်သူထဲကပါဝင်လာတဲ့လေရဲ့စွမ်းအားခန္ဓာကိုယ်ကိုဒီအောက်ဆီဂျင်ဓာတ်ထောက်ပံ့နေခြင်းဘလောက်အရေးကြီးတယ်ဆိုတာကိုနားလည်ရမယ်ဟုတ်ကဲ့လားအဲ့တော့ဒါဟာတဲ့နိဗ္ဗာန်မဲ့ဖို့လို့ခေါ်တဲ့ဒီခန္ဓာဝန်ကိုထမ်းရသောဒုက္ခမှလွတ်ကင်းနိုင်သောနိပညာအစစ်အမှန်ပါဟုတ်ကဲ့လားဒါကာယ ानु ပတနာခေါ်ပါတယ်အာနာပါနတတိကမ္မဋ္ဌာန်းဆိုတာလေဒီကာယ ानु ပတနာတဲ့မှာတစ်ခုအပါဝင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေတဲ့အဲ့ဒီလိုမိမိရဲ့ယူပက်ခန္ဓာနှင့်ပတ်သက်လို့သိတိုက်သောအခြေခံတရားများကိုသိပြီဆိုရင်အခုကြားနာထားရတဲ့သုတ္တမယပညာကိုထပ်တလဲလဲစဉ်းကျင်ပါစဉ်းစားပါစိတ်တမယပညာအားကောင်းလာပါလိမ့်မယ်စိတ်တမယပညာအားအဟုတ်ကောင်းအဟုတ်ထက်သန်လာမှဒီတရားများကိုပွားသင့်ပွားတတ်တယ်ဟုတ်လားကျင့်တဲ့အလုပ်ကိုလုပ်သင့်တယ်လို့သိလာမယ်အဲ့ဒီကြမှာအဟုတ်တရားကိုအားထုတ်မှာတဲ့အပေါ်ယံတိုက်တွန်းယုံနဲ့တော့အားထုတ်မှာမဟုတ်ဘူးကိုယ်တိုင်ကကိုယ်အသိနဲ့ကိုယ်တိုက်တွန်းမှာဟုတ်ပါလားအဲ့တော့ကျွန်တော်တို့ရဲ့ဓမ္မမိတ်ဆွေများဖျားရှင်လေးသိင်ချီနဲ့ကဘာတသိန်းစုဆောင်လာခဲ့တဲ့ပညာအမွေများကိုရအောင်ယူ၍မိမိခန္ဓာဝန်ကိုချနိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေ